အားလုံးပဲမင်္ဂလာပါဒီနေ့ vocabulary ၅လုံးကတော့ alternative, decry, mutable, perennial, abate ပထမဆုံးစကားလုံးက alternative သူရဲ့အဓိပ္ပာယ်က another possibility or choice တခြားရွေးချယ်စရာနည်းလမ်းတွေရှိသေးရဲ့ဆိုပြီးတော့ပြောတာပေါ့နော်ဒါမဲ့ဒီနေရာမှာသူက backup အနေနဲ့သုံးတာမဟုတ်ပါဘူး for example there must be an alternative to running the party smoothly ဒီပါတီကိုဆက်ပြီးတော့ run လုပ်နိုင်ဖို့အတွက်နည်းလမ်းတွေရှိအောင်ပါအားမရင်plant-based meat is an alternative product designed to promote animal welfare ဒီအပင်ကနေလုပ်တဲ့အသားကတဲ့တိရစ္ဆာန်ဖွံ့ဖြိုးရေးကိုတိုးတက်ဖို့အတွက်ထုတ်ထားတဲ့ထုတ်ကုန်တစ်မျိုးဖြစ်တယ်ပေါ့နော်ဒုတိယစကားလုံးကတော့ decry သူရဲ့အဓိပ္ပာယ်ကဝေဖန်တာ criticize ဒါမဲ့သူက disagree လုပ်တယ်လုံးဝမကြိုက်တာကိုအများသိအောင်လို့ထုတ်ပြတယ် for example instead of decrying his efforts I think you should appreciate him နေသူ့ဝေဖန်နေမဲ့အစားသူ့ကိုအတိအမှန်ပြုသင့်တယ်တတိယစကားလုံးကတော့ mutable သူရဲ့အဓိပ္ပာယ်က able to change or likely to change ပြောင်းလဲနိုင်စွမ်းရှိသောပြောင်းလဲနိုင်သော well I don't believe in love because I think it's highly mutable ငါအချစ်ကိုယုံကြည်မရှိဘူးဘာလို့လဲဆိုတော့သူတို့တွေကပြောင်းလဲနိုင်စွမ်းရှိလို့ language is not static it's mutable ဘာသာစကားကတသက်မဲ့မဟုတ်ဘူးအချိန်မရွေးပြောင်းလဲနိုင်တယ်နောက်စကားလုံးကတော့ perennial သူရဲ့အဓိပ္ပာယ်က lasting a long time ရေရှည်ဖြစ်တာတစ်နှစ်နဲ့တစ်နှစ် repeat လုပ်တော့အပူတနီနဲ့ဆိုင်တဲ့ context တွေမှာအတွေ့များတယ် for example the novel has become a perennial bestseller rediscovered by new readers every year ဒီ novel ဟာဆိုရင်တစ်နှစ်နဲ့တစ်နှစ်ဖတ်ကြရသူတွေရှိရပါတော့Okay နောက်တစ်ခုက abate သူရဲ့အဓိပ္ပာယ်က to become less strong အားကြီးရဲ့အဲ့လို strong ဖြစ်တဲ့ဟာလျော့သွားတာ For example the storm raged on around them and finally began to abate ခုနကတော့လေတွေမိုးတွေတိုက်လို့အခုတော့ပြေးသွားပြီနောက်တစ်ခုကtaking a deep breath before public speaking can help abate your anxiety အဲ့လိုမျိုးလူရဲ့ရှေ့မှာထွက်မပြောခင်မှာအသက်ကိုပြင်းပြင်းရှူလိုက်ခြင်းအပြင်ကိုယ်စီမှာရှိတဲ့ anxiety ကိုလျော့သွားစေတယ် That's pretty much it. See you guys in the next video.